ပြင်ဦးလွင်ရဲ့တမိုင်းဝင်အမွေနဲ့လျှို့ဝှက်စမ်းကြယ်မြိုင်ကူးမြိုင်ပြင်ဦးလွင်မြို့လေးကိုရောက်ဖူးသူတိုင်းဒါမှမဟုတ်မြန်မာသမိုင်းနဲ့ပြည်သူကလက်ရာတွေကိုစိတ်ဝင်စားသူတိုင်းအတွက်မြိုင်ကူးမြိုင်ဆိုတာနားရီဝါနေတဲ့အမည်နာမတစ်ခုဖြစ်ပါလိမ့်မယ်ဒီမြိုင်တွေဟာကိုလိုနီခေတ်ရဲ့ခန္ဓာထေဝါမှုတွေကိုဖော်ပြနေတဲ့တက်ရှိပြတိုက်တွေလိုပါပဲဗြိတိရှတို့ရဲ့နွေရာသီမျိုးတော်ဖြစ်တည်ထောင်ခဲ့တဲ့ပြင်ဦးလွင်မှာအရာရှိကြီးတွေတတိတကြွယ်တွေအပန်းပြေခီးသွားတွေနေထိုင်မှုတည်ဆောက်ခဲ့တဲ့ဒီအိမ်ကြီးတွေဟာမြန်မာကျွန်းသစ်တွေနဲ့ဥရောပစတိုင်ပြည်သူကလက်ရာတွေကိုပေါင်းဆက်ဖန်တီးထားတာကြောင့်အလားတရားတွေနဲ့ပြည့်နှက်နေပါသည်တက်တန်းရာစုနှစ်တစ်ခုကျော်ပြီဖြစ်တဲ့ဒီအဆောက်အဦကြီးတွေဟာခေတ်ဆက်သမိုင်းပုံရိပ်တွေကိုထင်ဟပ်နေပြီးအခုချင်းစီမှာလည်းသူတို့ရဲ့ကိုယ်ပိုင်ဇာတ်လမ်းကိုယ်ပိုင်လှုပ်ဝက်ချက်တွေရှိလို့နေပါသည်ခြောက်ခြားစရာဇာတ်လမ်းတွေထူးခြားတဲ့နောက်ခံဇာတ်လမ်းတွေနဲ့ပြင်ဦးလွင်ရဲ့တမိုင်းအမွေနဲ့မြိုင်ကူးမြိုင်အကြောင်းကိုကျွန်တော်တို့ Alpha Way Media နဲ့အတူအသေးစိတ်လေ့လာကြည့်ကြရအောင်ပါနံပါတ်1ဘီရင်ငံတို့ရဲ့နန်းတော်ဆိုတဲ့နန်းမြိုင်မြိုင်ကူးမြိုင်ထဲမှာအထင်ရှားဆုံးနဲ့အခမ်းအနားဆုံးလို့ဆိုရမယ့်နန်းမြိုင်ဟာပြင်ဦးလွင်ရဲ့အထင်ကရအဆောက်အဦတစ်ခုပါ1918ခုနှစ်ကနေ1922ခုနှစ်တွင်တည်ဆောက်ခဲ့တာဖြစ်ပြီးဗြိတိရှဒုတိယဘီရင်ငံနေနေထိုင်ခဲ့တဲ့နွေရာသီအိမ်တော်ကြီးဖြစ်ပါတယ်ထိုခေတ်ကာလကအဆင့်အမြင့်ဆုံးပုဂ္ဂိုလ်တွေတဲခိုခဲ့တဲ့နေရာဖြစ်တာကြောင့်သူ့ရဲ့ဘီသူကလက်ရနဲ့အတွင်းပိုင်းအပြင်စင်တွေဟာအလွန်ခမ်းနားပါတယ်နန်းမြိုင်ဒီဇိုင်းကဥရောပစတိုင်နဲ့မြန်မာကျွန်းသစ်လက်ရာတွေကိုလှပစွာပေါင်းစပ်ထားပြီးသမိုင်းမွေနှစ်တွေပြည့်နှက်နေပါတယ်ယနေ့ခေတ်မှာတော့ဟိုတယ်နဲ့ခီးသွားလာရေးဝန်ကြီးဌာနကထိန်းသိမ်းပြီးနန်းမြိုင်ဟိုတယ်အဖြစ်ဖွင့်လှစ်ထားပါတယ်ခီးသွားဧည့်သည်တွေအနေနဲ့သမိုင်းဝင်အဆောက်အဦကြီးရဲ့အငွေအသက်တွေကိုခန်းစားရင်တဲခုအပန်းဖြေနိုင်တဲ့ပြီးဥယျာဉ်ချံဝင်းကျဲကြီးနဲ့လှပတဲ့ရှုခင်းတွေကိုလည်းကြည့်ရှုခန်းစားနိုင်ပါတယ်နန်းမြိုင်ဟာပြင်ဦးလွင်ရဲ့ခေတ်ဟောင်းသမိုင်းကိုဖော်ညွှန်းနေတဲ့မှတ်တိုင်တစ်ခုလို့ပြောလို့ရပါတယ်နံပါတ်2 9000တိုက်လို့လူသိထင်ရှားတဲ့တီရီမြိုင်တီရီမြိုင်ကတော့မြိုင်ကူးမြိုင်ထဲမှာအလှပဆုံးတဲ့သမိုင်းအဖြစ်အပျက်တွေပေါ်များလာတဲ့အဆောက်အဦတစ်ခုဖြစ်ပါတယ်1904ခုနှစ်မှာဘုံမီဘာမာကော်ပိုရေးရှင်းရဲ့ဥက္ကဋ္ဌ Lewis Alexander Wallace ကတည်ဆောက်ခဲ့တာပါအဲ့ဒီခေတ်ကရူပီငွေ9000ကုန်ကျခဲ့တာကြောင့်မလို့ဒီနေရာကို9000တိုက်လို့လည်းလူသိများပါတယ်ခုနှစ်ကားကျော်ကျဲဝင်းတဲ့ခြံဝိုင်းထဲမှာရေကူးကန်ဗန်ညံအစီကန်တန်းရရီအပေါအဝင်ခိမီအဆောင်ရောင်တွေနဲ့ပြည့်စုံအောင်တည်ဆောက်ခဲ့တာပါအတွင်းပိုင်းမှာခိုင်ခန့်လာပတဲ့ကျွန်းချမ်းကင်းတွေခန်းနာတဲ့လေကားကြီးတွေကျဲဝင်းတဲ့ဝေယံတာတွေနဲ့တစားဆင်ထားပါတယ်တီရီမြိုင်ဟာတစ်ချိန်ကပြင်ဦးလွင်ရဲ့အထင်ကရဟိုတယ်ကြီးဖြစ်ရပ်တည်ခဲ့ပြီးကဘာကျော်စာရေးဆရာ George Orwell လည်းဒီဟိုတယ်မှာတည်ခဲ့ပြီးလို့တချို့မှတ်တမ်းတွေမှာဖော်ပြထားပါတယ်ယခုအခါမှာတော့ဟိုတယ်နဲ့ခီးသွားလာရေးဝန်ကြီးဌာနပိုင်းအဆောက်အဦအဖြစ်ရှိနေပါတယ်တီရီမြိုင်ရဲ့ဘီသူကလက်ရနေတမိုင်းမွေနှစ်တွေကပြင်ဦးလွင်ရဲ့ကိုလိုနီခေတ်အငွေသက်တွေကိုအပြည့်အဝဖော်ပြနေပါတယ်နံပါတ်3ဂန္ဓမာမြိုင်ကတော့ပြင်ဦးလွင်မြို့ပတ်လန်းအမျိုးသားကန်တော်ကြီးဥယျာဉ်ကိုသွားတဲ့လမ်းအနီးကန်တော်လေးဝိုင်းနားမှာတည်ရှိပါတယ်1903ခုနှစ်မှာတည်ဆောက်ခဲ့တာဖြစ်ပြီးသူလဲကိုလိုနီခေတ်ဘီသူကလက်ရရဲ့လှပတဲ့တပ်တည်ကံပါပဲဂန္ဓမာမြိုင်ရဲ့ထူးခြားချက်ကတော့သူ့ရဲ့နေရနေပေါ်မှာတစ်ပင်နွယ်ပင်တွေကပ်ပြီးရှင်သန်နေတာကြောင့်ပိုပြီးသဘာဝဆန်တဲ့အလှတရားတစ်ခုကိုပေးစွမ်းနေတာပါအဆောက်အဦရဲ့မူလလက်ရတွေကိုထိန်းသိမ်းထားတာကြောင့်ကိုလိုနီခေတ်အိမ်ပုံစံတွေကိုအပြည့်အဝခန်းစားနိုင်ပါတယ်လမ်းမပေါ်ကနေလွယ်လွယ်ကူကူမြင်တွေ့နိုင်တဲ့နေရာမှာတည်ရှိတာကြောင့်ခီးသွားတွေဖို့ဓာတ်ပုံရိုက်ဖို့အကောင်းဆုံးနောက်ခံရှုခင်းတစ်ခုလည်းဖြစ်ပါတယ်နံပါတ်4နန်းရင်ဝင်များခိုနားရာချယ်ရီမြိုင်ဟာဒုတိယကမ္ဘာစစ်မဖြစ်ခင်ကတည်ဆောက်ခဲ့တဲ့အိမ်ကြီးတစ်လုံးဖြစ်ပြီးမြန်မာနိုင်ငံနန်းရင်ဝင်များပြင်ဦးလွင်ကိုရောက်ရှိချိန်မှာတဲခုခဲ့ပူတဲ့နေရာလို့သိရပါတယ်ကုန်းမြင့်လေးပေါ်မှာတည်ရှိပြီးပန်းရောင်ဖြော့စည်းတုပ်ထားတဲ့အဆောက်အဦလေးကရှုမောဝေရပါပြီသူရဲ့ဘီသူကလက်ရတဲ့အနေထားဟာကိုလိုနီခေတ်ကအစိုးရအရာရှိကြီးတွေရဲ့နေထိုင်မှုပုံစံကိုဖော်ညွှန်းနေပါတယ်ပြင်ဦးလွင်ရဲ့တာယာလှပတဲ့သဘာဝပတ်ဝန်းကျင်နဲ့လိုက်ဖက်ညီစွာတည်ဆောက်ထားတာကြောင့်အေးချမ်းတဲ့ခံစားချက်ကိုပေးစွမ်းနိုင်ပါတယ်နံပါတ်5ဟင်းသာမြိုင်ဟာ1906ခုနှစ်မှာတည်ဆောက်ခဲ့ပြီး9ရီကကျယ်ဝင်းတဲ့ခြံဝင်းကြီးထဲမှာတည်ရှိပါတယ်ခြံဝင်းထဲမှာတစ်ပင်ကြီးတွေအုံဆိုင်နေပြီးတိတ်ဆိတ်အေးချမ်းတဲ့ပတ်ဝန်းကျင်ကိုပေးစွမ်းပါတယ်သူရဲ့မူလရည်ရွယ်ချက်ကအင်္ဂလိပ်အရာရှိကြီးတွေအတွက်နွေရာသီပန်းဖြေအိမ်ဖြစ်တည်ဆောက်ခဲ့တာဖြစ်ပါတယ်ယခုအခါမှာတော့ခရိုင်တစ်တော်ဦးစီးဌာနရုံးဖြစ်အသုံးပြုနေပါတယ်အတွင်းပိုင်းမှာမီလင်းဘိုတွေရှိတာကြောင့်စောင်းတွင်းမှာအေးရန်ကိုကာဝေးနိုင်အောင်တည်ဆောက်ထားတယ်ဆိုတာကိုသိနိုင်ပါတယ်တစ်တော်ဦးစီးဌာနပိုင်ဖြစ်တာကြောင့်ပြည်သူလူထုလွတ်လပ်စွာဝင်ရောက်လေ့လာခွင့်မရှိနိုင်ပေမယ့်ပြင်ဦးလွင်မြို့ရဲ့တမိုင်းဝင်အဆောက်အဦတွေကတစ်ခုအဖြစ်ထင်ရှားပါတယ်နံပါတ်6မျှော်စင်ပါအိမ်ကြီးတစ်စာမြိုင်ဟာပြင်ဦးလွင်မြို့ရက်ကွက်ကြီး6ရခင်တက်စပီရိုလို့ခေါ်ပြီးအခုတစ်စာလန်းလို့ခေါ်တဲ့လမ်းနဲ့မြို့ပတ်လန်းထောက်မှာတည်ရှိပါတယ်ဒီအဆောက်အဦရဲ့ထူးခြားချက်ကတော့သူ့မှာမျှော်စင်တစ်ခုပါဝင်နေတာပါပဲမျှော်စင်ပါတဲ့အဆောက်အဦတွေကကိုလိုနီခေတ်အိမ်ကြီးအများစုမှာရှားပါတာကြောင့်တစ်စာမြိုင်ကသူ့ရဲ့ကိုယ်ပိုင်ဟန်ကိုပိုင်ဆိုင်ထားပါတယ်ဒီမျှော်စင်ကနေတဆင့်ပတ်ဝန်းကျင်ရှုခင်းတွေကိုကြည့်ရှုနိုင်မှုရည်ရွယ်ပြီးတည်ဆောက်ခဲ့တာဖြစ်နိုင်ပါတယ်သမိုင်းထောက်ထားတွေနဲ့ပါပြီးမဲ့သူ့ရဲ့ဘီသူကပုံစံနဲ့ဒီနေရာကပြင်ဦးလွင်ရဲ့ကိုလိုနီခေတ်အငွေအသက်ကိုခန်းစားရစေပါတယ်နံပါတ်9ရဲတိုက်ပုံစံအနီရောင်အိမ်ကြီးယူဇနာမြိုင်ကတော့ရဲတိုက်ပုံစံမျိုးတည်ဆောက်ထားတဲ့အနီရောင်နှစ်ထပ်အဆောက်အဦဖြစ်ပါတယ်
တခြားမြိုင်နေနဲ့မတူဘဲသူ့ရဲ့ဒီဇိုင်းကပိုပြီးခိုင်ခံပြီးတည်ငြိမ်တဲ့ပုံစံမျိုးပေးစွမ်းပါတယ်။ယခင်ကတက်မတော်အေဂီဟာအဖြစ်အသုံးပြုခဲ့မှုရလို့သိရပြီးယူဇနာမြိုင်ဟာပြင်ဦးလွင်မျိုးရဲ့ရှုခင်းနေကြမှာသူ့ရဲ့ထူးခြားတဲ့ဘီသူကာပုံစံကြောင့်ထင်ရှားစွာတည်ရှိနေပါတယ်။ခိုင်ခန့်တဲ့အုတ်နီရန်နေ၄တောင်ကြဒီဇိုင်းတွေကရဲတိုက်ဆန်တဲ့ခန်းစားချက်ကိုပေးစွမ်းပြီးမြန်မာရိုးရလက်ရနဲ့ဥရောပဒီဇိုင်းပေါင်းစပ်မှုကိုလေ့လာနိုင်ပါတယ်။နံပါတ်၈တရဲ6ကျန်းနေလို့နာမည်ကြီးတဲ့ထင်းရှူးမြိုင်ထင်းရှူးမြိုင်ကတော့ပြင်ဦးလွင်ရဲ့လမ်းသာရလမ်းမှာတည်ရှိပြီးမြိုင်9မြိုင်ထဲမှာအထူးခြားဆုံးတဲ့လူပြောအများဆုံးအဆောက်အဦတစ်ခုဖြစ်ပါတယ်။ဒီအိမ်ဟာတရဲ6တယ်လို့နာမည်ကြီးပြီးပြည်တွင်းမှာရေပန်းစားတဲ့ဇာလန်တွေပုံမြင်တွေထဲမှာပါဝင်ပါတယ်။ဒေတော်ဦးစီးဌာနကထိန်းသိမ်းပြီးမြေညီဓာတ်ကနေအထက်အထိတီးတန့်ဖွဲ့စည်းပုံတွေပါဝင်ပါတယ်။သူရဲ့ဘီသူကလက်ရကကိုလိုနီခေတ်အိမ်ကြီးအများစုလိုခံထားပေမဲ့သူရဲ့ပတ်ဝန်းကျင်ကတရဲ6တယ်ဆိုတဲ့ပုံမြင်တွေကြောင့်လျှို့ဝှက်စမ်းကြဲမှုတွေနဲ့ပြည့်နှက်နေပါတယ်။ထင်းရှူးမြိုင်ဟာဘီသူကလက်ရကိုစိတ်ဝင်စားသူတွေလာမကထူးဆန်းတဲ့အဖြစ်အပျက်တွေကိုစိတ်ဝင်စားသူတွေအတွက်လည်းဆွဲဆောင်မှုရှိတဲ့နေရာတစ်ခုဖြစ်ပါတယ်။နံပါတ်9မူလလက်ရအတိုင်းလုံးဝမပြတ်ယွင်းသေးတဲ့သစင်မြိုင်သစင်မြိုင်ကတော့မြိုင်9မြိုင်ထဲမှာမူလလက်ရအတိုင်းအကောင်းဆုံးထိန်းသိမ်းထားတဲ့အဆောက်အဦတွေကတစ်ခုလို့သိရပါတယ်။တခြားမြိုင်အချို့ကိုသွမိုးတွေလဲလှယ်ပြုပြင်ထားပေမဲ့သစင်မြိုင်ကိုတော့သူ့ရဲ့မူလလက်ရအတိုင်းပဲထိန်းသိမ်းထားတာကြောင့်ကိုလိုနီခေတ်ဘီသူကလက်ရတွေကိုအပြည့်အဝခံစားနိုင်ပါတယ်။တမတော်ကထိန်းသိမ်းဆောင်ရှောက်ထားပြီးရခင်ကနိုင်ငံတော်အကြီးအကဲများပြည်ဦးလွင်ကိုလာရောက်လည်ပတ်တဲ့အခါရဟတ်ရင်မှုတွေတဲခိုတဲ့အဆောက်အဦလည်းဖြစ်ခဲ့ပူပါတယ်။ထင်းရှူးမြိုင်ကြီးလိုပဲသစင်မြိုင်ကလည်းပဲတရဲ6တယ်ဆိုတဲ့နာမည်ကြီးအိမ်တစ်လုံးဖြစ်ပါတယ်။ဒီအိမ်ကြီးနှလုံးရဲ့ရာဇဝင်တွေကတော့ပြည်ဦးလွင်မျိုးရဲ့ဒဏ္ဍာရီဆန်တဲ့ဆွဲဆောင်မှုတစ်ခုဖြစ်နေပြီးလာရောက်လည်ပတ်သူတိုင်းစိတ်ဝင်စားကြတယ်လို့သိရပါတယ်။ညီကုန်းချုံအနေနဲ့ပြောရမယ်ဆိုရင်တော့ပြည်ဦးလွင်မျိုးရဲ့မြိုင်9မြိုင်ဟာရာစုနှစ်တစ်ခုကျော်လောက်တက်တန်းရှိပြီဖြစ်တဲ့သမိုင်းဝင်အမွေနှစ်တွေဖြစ်ကြပါတယ်။ဒီအဆောက်အဦတွေဟာမြမသမိုင်းဘီသူကလက်ရနဲ့ကိုလိုနီခေတ်နေထိုင်မှုပုံစံတွေကိုလေ့လာဖို့အတွက်အကောင်းဆုံးနေရာတွေပါ။တစ်ခုချင်းစီမှာသူ့ရဲ့ကိုယ်ပိုင်ဇာတ်လမ်းကိုယ်ပိုင်လာတရားတွေနဲ့လျှို့ဝှက်စမ်းကြယ်မှုတွေရှိနေတာကြောင့်ပြင်ဦးလွင်ကိုရောက်ဖူးသူတိုင်းမဖြစ်မနေလေ့လာသင့်တဲ့နေရာတွေဖြစ်ပါတယ်။ဒီမြိုင်တွေဟာ KSS ကိုဖြတ်ကျော်ပြီးယနေ့ထိုင်တည်ရှိနေဆဲဖြစ်ပြီးမြမမွေနှစ်တွေကတစ်စိတစ်ပိုင်းဖြစ်အနာဂတ်မျိုးဆက်တွေအတွက်တန်ဖိုးထားထိန်းသိမ်းသွားရမယ့်အဆောက်အဦတွေပဲဖြစ်ပါတယ်။ဒီလိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုမပြတ်တမ်းတင်ဆက်ပေးနေမှာမို့ Alpha Wave Media နဲ့အတူတူဆက်လက်စည်းမျောခန်းစားရင်ဘာပဲတင်နေသိရဖို့အတွက် like and follow subscribe လုပ်ခဲ့ဖို့အတွက်မမေ့ပါနဲ့အောင်လို့ပြောရင်ညီကုန်းချုပ်လိုက်ပါတယ်အဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။